ထားရမြန်မာပြည်သားများအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီမှာပတ်တင်ထားတဲ့လူတွေရောကျွန်တော်စီမှာမတင်ထားတဲ့ထမင်းစင်တွေရောပေါ့နော်ဘယ်သူစီမှာပဲတက်တယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲတချို့ကလာမေးကြတယ်လက်ပွေမနေရသေးဘူးလားလက်ပွေမနေရသေးဘူးလားဟုတ်ကဲ့လက်ပွေကနိုင်တော့ရတယ်အချိန်ကြီးပေါ့ဒါပေမဲ့တော်မောင်ယုံကသူကန်းသားတဲ့ရက်မှာကိုလူပါတယ်ဆိုလို့ရှိရင်ကိုကတနှိပ်ပေးရတယ်ပေါ့နော်ကိုလူမပါဘူးဆိုလို့ရှိရင်ကိုကသွားနှိပ်လို့မရဘူးဒါကြောင့်ကျွန်တော်တို့ကဒီဘက်ယုံမှနဲ့တော်မောင်ယုံမှကိုကစရင်တင်ရလေစရင်တင်ပြီးမှကိုတင်ထားတဲ့သူတွေစရင်ပါမှတနှိပ်ရတာပါနော်။ကြောင့်တချို့ကစိတ်ပူကြတယ်။လက်ပွေမနေရသေးဘူး။လက်ပွေမနေရသေးဘူး။ဘာမှစိတ်မပူပါနဲ့နော်။လက်ပွေနှိပ်တာက2လပိုင်း26ရက်နေ့ထိနှိပ်လို့ရတယ်။အဲ့ဒီတော်တွင်မှာအပီစီဖြစ်အောင်ကျွန်တော်တို့လုပ်ပေးမယ်။အခုမှ1လပိုင်းပဲရှိသေးတယ်။ဝေးလို့လေတဲ့။မိတ်ဆွေတို့ထမင်းစင်တို့စိတ်ပူတာကိုလက်ခံတယ်သဘောပေါက်တယ်။နားလည်းပေးလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်မှာလည်းကျွန်တော်တို့ဘက်ကလည်းအကောင်းဆုံးနဲ့အမြန်ဆုံးဖြစ်အောင်တော့ကြိုးစားနေတယ်ပေါ့နော်လူဦးရေကကိုတယောက်ထဲမှာမဟုတ်တာနော်ကိုယ်စားလှယ်တွေလည်းအများကြီးရှိတယ်ရုံးပိုင်းဆိုင်ရာတွေမှာလည်းကိုယ်စားလှယ်တွေအများကြီးရှိတယ်ဆိုတော့လူဦးရေများတဲ့အခါမှာကိုလူပါတဲ့အခါကြားလို့ရှိရင်တော့ကိုအမြန်ဆန်တဲ့သဘောရှိတယ်ပေါ့ကိုလူမပါတဲ့အခါမှာနောက်ကြတာတွေပါလေစီးတတ်တယ်ပေါ့ဒါပေမဲ့မိတ်ဆွေတို့စိတ်ပူတာထက်ကျွန်တော်တို့ကပို့ပြီးစိတ်ပူဘာဖြစ်လဲဆိုတော့သူအချိန်မှာမနှိပ်မိလို့ရှင်နောက်နှိပ်လို့မရတယ်နှိပ်လို့ရတယ်ကုန်ကြငွေတွေရှိတယ်ဒါဟိုကျွန်တော်တို့ဘက်ကပဲစိုက်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းဘယ်တော့မှကိုလူတွေကြံအောင်မလုပ်ပါဘူးเนาะအချိန်တစ်ခုထိတော့စောက်ရတယ်ပေါ့လက်ပွေနှိပ်ပြီးတော့တဲ့ဝက်ပါမင်းစောက်ရသေးတယ်လက်ပွေနှိပ်ပြီးရတဲ့လူတွေတချို့ကပကံကြပြီးဝက်ပါမင်းငွေချေစာရွက်ကြပြီးဒါပေမဲ့ဝက်ပါမင်းမကြတယ်အဲ့လိုမျိုးလူတွေလည်းရှိတယ်ပထမကျွန်တော်နှိပ်ပေးလိုက်တဲ့အဖွဲဆိုရင်ပကံတော့ကြပြီးဒါပေမဲ့ဝက်ပါမင်းမကြတယ်ဟုတ်လားအခုဒီဖွဲမှာနောက်ကြံတဲ့ဖွဲကပကံလည်းကြပြီးဝက်ပါမင်းလည်းကြဝက်ပါမင်းငွေချေဖြတ်ပိုင်းတွေလည်းကြကုန်ပြီဝက်ပါမင်းကတယောက်ပဲကြသေးတယ်ဘာကြောင့်ကြားရတာလဲဆိုလို့ရှိရင်လက်ပွေမနှိပ်မှန်းနဲ့ဘာကြောင့်ကြားရတာလဲဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲတွေးမစစ်တော့မနဲ့ပကဝယ်ထားတဲ့အတွက်ဖြစ်တဲ့ကြောင့်ဒါပကအောင်ရတဲ့အခါကြမှာဒီငွေချေဖြတ်ပိုင်းတို့ပကံတို့ဝတ်ပါမယ်လို့ဆိုတာကြားတာပေါ့နော်အဲ့ဒါကြောင့်ဘာမှစိတ်မပူနဲ့တချို့ကမေးတဲ့လောက်ငန်းစင်ကဒီတွေးစစ်ပါစစ်လက်ပွေနှိပ်ပြီးမှဝက်ပါမင်းကြတာမဟုတ်ဘူးဒါပေမဲ့တချို့တက်ဝက်တယ်မှန်ပါတယ်တယုံနဲ့တယုံလောက်ငန်းစင်ရတော့မတူဘူးပေါ့နော်တချို့ကမြန်တာကိုကြိုက်တယ်တချို့ကတော့လည်းဟိုလောက်ငန်းစင်အစိုးရချမှတ်တဲ့ policy တိုင်းသွားတယ်ပေါ့အဲ့လိုမျိုးလေးတွေရှိတယ်စိတ်ချထောက်လာတဲ့စာရွက်ဘယ်တော့မှအတုမဖြစ်ပါဘူးနော်ကျွန်တော်တို့ကလည်းအတုမလုပ်ပေးပါဘူးထောင်ထဲလည်းမဖြစ်ထောင်ထဲလည်းမဝင်ရဲပါဘူးနော်ကို့မှာလည်းသားတွေသမီးတွေအိမ်တော်ရှိတယ်ဆိုတဲ့ခါကြတော့ဒီလိုမျိုးမဟုတ်တာတွေမလုပ်ပါဘူးနော်မကပဲလုပ်ပေးတယ်ဒါပေမဲ့ဓမင်းစင်တို့ဘက်ကတော့ဟိုအချိန်အတိုင်းအတာတွေတော့စောက်ပေးပေါ့နော်ဘာမှမပူနဲ့အချိန်တက်ရင်စာရွက်စာတာအပြည့်စုံအကုန်ရပါမှာပါနော်ဒါပေမဲ့အလောက်အစင်မပြေလို့လောနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကလည်းသဘောပေါက်တယ်ကျွန်တော်တို့ဘက်ကလည်းတက်နိုင်သလောက်မြန်နိုင်သလားမြင်အောင်လုပ်ပေးနေတယ်ဘာမှစိတ်မပူပါနဲ့လို့ပဲပြောချင်တယ်ကျွန်တော်တို့ကပြီးခဲ့တဲ့နှစ်ကနှိမ့်လေးကြတဲ့အတွက်နှိမ့်တဲ့မှာလက်ပွေနဲ့တော်မော်တစ်စိတ်ထုပေးတယ်ဒီနှစ်မှာကနှိမ့်လေးမကြောက်နှိမ့်လေးမကြတဲ့အတွက်အခုလိုဒီလိုမျိုးပေါ်တော့50စာရွက်ကြတယ်နော်ဒီလိုပေါ်တော့50စာရွက်ကြတဲ့ချိန်မှာဒီနှစ်တော်မော်ရုံသွားတာကဒီပေါ်တော့50စာရွက်မှာတော်မော်တစ်စိတ်တုံးထုပေးတယ်โอเคဒါလည်းအဆင်ပြေပါတယ်။နောက်အခု
တတော့ပါမင်းကြတဲ့သူတွေကဒီလိုမျိုးပဲပေါ်တော်90စာရွက်လို့ပဲပို့ပုံနဲ့ပါမင်းကြမယ်ပါမင်းကြတဲ့ချိန်မှာကျွန်တော်တို့ကပေါ်တော်90နဲ့တော်မောင်ရုံမှာတုံမထုပေးတော့အဲ့ဒီဝက်ပါမင်းမှာပဲတုံထုပေးတော့ဘာဖြစ်လဲဆိုအချိန်နောက်နေ့တက်တန်တိုးတဲ့ခါကြာရင်ဒီပေါ်တော်90 30မျိုးတော့ဒီဝက်ပါမင်းစာရွက်တော်မောင်တုံထုထားတဲ့ဝက်ပါမင်းစာရွက်နဲ့ငွေချေဖြတ်ပိုင်းနဲ့ကိုမှစီးတဲ့ထောက်ထားတွေနဲ့တက်တန်တိုးလို့ရပြီโอเคနော်လောက်ဆိုရင်နားလဲသဘောပေါက်မယ်လို့ထင်တယ်နော်โอเคဒီလောက်ပါပဲနောက်သိချင်တာတွေ comment မှာရေးခဲ့ပါအချိန်ရရင်ရတယ်လို့ဖြေပေးပါမယ်လက်ပွေနိုင်မဲ့သူတွေအတွက်ဘာမှစိတ်မပူပါနဲ့နော်လက်ပွေနိုင်တဲ့အရက်ရောက်ရင်ပြန်ပြီးကြွညာပေးမယ်โอเคအားလုံးပဲမင်္ဂလာပါ